Hello မူရှိမူရှိတကယ်ကျွန်တော်အားလုံးမင်္ဂလာပါဗျကျွန်တော်ဒီနေ့ပြောပြမှာတော့ Front of 4 event ကြောင်းလေးပဲဖြစ်ပါတယ် event လေးမှာဆိုရင်တော့ဖြစ်ဘာလို့တကယ်ကျွန်တော်အနေနဲ့ model လေးတွေကိုစုပြီးတော့ event shop မှာသွားပြီးကိုချိုင်းနေတဲ့ equipment ဒါမှမဟုတ်လို့ရှိရင် decoration ဒါမှမဟုတ်လို့ရှိရင် match item လေးတွေကိုဝယ်ယူလို့ရမှာဖြစ်ပါတယ် model လေးတွေကတော့ challenge လေးတွေလုပ်ပြီးတော့ရရှိမှာဖြစ်ပါတယ်ဒီနေရာမှာချက်လက်လေးတွေအများကြီးအောင်လုပ်တဲ့နေရှိပါတယ်အဲ့ဒါကဘာလဲဆိုလို့ရှိရင်ကျွန်တော်တို့သွားရှာတဲ့ဘေး enemy ဘေးမှာ ghost story 3ခုရဲ့တောင်းရဲ့အပေါ်လေးမှာ W ticket လေးပေါ်နေပါလိမ့်မယ်ဗျအဲ့ဒီဥစ္စာလေးကို3ခု4ခုကိုပဲရွေးပြီးတော့တိုက်ပြီးပြန်လာမယ်ဆိုလို့ရှိရင်ချက်လက်နေ mission တွေကအမြန်ပြီးဆုံးမှာဖြစ်ပါတယ်မဒယ်လေးရလည်းပဲ e-ban ဘက်ဝင်မစော့ဘူးဆိုလို့ရှိရင်ဘာသာလို့တငယ်ချင်းတို့အနေနဲ့3100လောက်ပဲရရှိမှာဖြစ်ပြီး e-ban ဘက်ဝယ်ဆုံးမှသာလေ9100လောက်ထိရရှိမှာဖြစ်ပါတယ်ဒီနေရာမှာ e-ban ဘက်ဝင်မစော့တဲ့ဘာသာလို့တငယ်ချင်းတို့အနေနဲ့3100ပဲရရှိမှာဖြစ်တဲ့အတွက် equipment ပဲယူမလားဒါမှမဟုတ်လို့ရှိရင် decoration ပဲယူမလားဆိုပြီးတော့နှစ်ခုတည်းကချိန်နေတဲ့ရာတစ်ခုကိုပဲယူလို့ရမှာဖြစ်ပါတယ်ကျွန်တော်အနေနဲ့ကတော့ equipment လေးကိုပဲဝယ်သေးချင်ပါတယ်ဒီနေရာမှာဘာသာလို့တငယ်ချင်းတို့အနေနဲ့ decoration လေးကိုပဲချိန်နေတတ်တယ်ဆိုလဲဝယ်ထားလို့ရပါတယ်ဘာလို့လဲဆိုလို့ရှိရင် equipment လေးကဂျန်1500နဲ့နောက်ပိုင်းမှာပြန်ရောင်းပါတယ်ဗျအဲ့ဒီနေပြီးတော့ကျွန်တော် medal လေးတွေကိုကလေးလိုက်တာ8990ရရှိပါတယ်ခင်ဗျဒါတောင်မှ mission လေးတွေကအကုန်မပြီးသေးပါဘူးခင်ဗျ e-ban ဘက်ဝယ်ထားဖြစ်တဲ့အတွက် medal လေးတွေကလေးပြီးတော့ဒီ e-ban shop ထဲမှာ decoration ရဲ့ equipment လေးကိုဝယ်လိုက်ပါပြီဗျတကယ်ချင်းတို့အနေနဲ့လည်းပဲ e-ban တွေကနေပြီးတော့ medal လေးတွေနဲ့ဘာတွေဝယ်လိုက်လဲဆိုတာ comment မှာရေးသွားကြပါအောင်ဗျနောက်ဗီဒီယိုမှာတော့ဒီ equipment လေးနဲ့ decoration လေးရဲ့အသေးစိတ်လေးကိုပြန်တင်ပေးပါမယ်ခင်ဗျ